ကျွန်တော်တို့ပြည်သူတပ်မတော်သားများ၄နှစ်တာအချိန်ထိကြခံတွန်းလှန်တိုက်ပွဲဝင်ရဲ့နိုင်ရအတွက်ထပ်ဖို့သားသားများရဲ့အခန့်ကဏ္ဍဟာအင်မတန်မှအရေးကြီးပါတယ်တော်လှန်ပြည်သူများနဲ့ထပ်ဖို့သားသားများအားလုံးမင်္ဂလာပါကျွန်တော်ကတော့အမျိုးသားညီညွတ်ရေးအစိုးရ၏ကာကွယ်ရေးဝန်ကြီးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့ပြည်ထောင်စုဒုတိယဝန်ကြီးနိုင်ကောင်းရဖြစ်ပါတယ်2025ဒီဇင်ဘာလမှာ PRF ၄နှစ်ကာလပြည့်ခဲ့ပါပြီဒီလို၄နှစ်တာကာလအတွင်းမှာကိုရောစိတ်ပါပင်ပန်းကြီးစွာအခက်ခဲများစိန်ခေါ်မှုများသည့်ကြားကနေအတူပါဝင်ပေးကြတဲ့ PRF အဖွဲ့ဝင်များထောက်ဖို့တတစီယဝေးမှုများ PRF တော်လာရေးဘန္တာရှာပေးခဲ့ကြသောထောက်ဖို့တတများရဲဘော်များအားလုံးလေးစားကုန်ယူကြောင်းနဲ့ကိုရောစိတ်ပါကြမ်းမာစွာရှိကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်ကျွန်တော်တို့ပြည်သူတပ်မတော်သားများ၄နှစ်တာအချိန်ထိကြခံတွန်းလှန်တိုက်ပွဲဝင်ရဲ့နိုင်ရအတွက်ထပ်ဖို့သားသားများရဲ့အခန့်ကဏ္ဍဟာအင်မတန်မှအရေးကြီးပါတယ်ကျွန်တော်တို့ရဲ့တရင်ထောက်ပငွေတလစာအတွက်အမေရိကန်ဒေါ်လာ1.3 သန်းကျော်ကုန်ကျနေပါတယ်ဒီပမာဏကို PRF အနေနဲ့လစဉ်တရားရဂိုင်တို့အပြည့်အဝဖူလုံအောင်ထောက်ပပေးနိုင်ဖို့အတွက်လည်းစီယုံရေးလုပ်ငန်းများအထူးပုံမမြင့်တင်နိုင်ဖို့အတွက် PRF 3.0 အနေနဲ့ဆက်လက်လှုပ်ဆောင်သွားဖို့ရှိပါတယ် PRF ဟာ၄နှစ်တာခိုင်မာစွာရပ်တည်ခဲ့ပြီးကျွန်တော်တို့အားလုံးအောင်ပွဲအတွက်ညီညွတ်မှုအတွက်ကျွန်တော်တို့ပြည်သူလူထုနဲ့သူပြည်သားတဲ့များအတူတကွရှောက်လှောင်တော့ကြဖို့အလေးနဲ့တိုက်တွန်းရင်းညီကုန်းချုပ်အပ်ပါတယ်အရေးတော်ပုံအောင်ရမည်